စာနာစိတ်နဲ့လူအဲ့ဒီကြပြလေနားထောင်ကြည့်ပါလူတရားဟာစာနာစိတ်ဘလောက်အရေးကြီးလဲစာနာစိတ်ဆိုတာပြောချင်တာခေါင်းစဉ်ကိုကျွန်တော်ကစာနာစိတ်လို့စလုံးချုပ်ပြီးတော့ပြလိုက်တော့အမှန်တော့ကိုချင်းစာတတ်တဲ့စိတ်အဲ့တော့လူတရားရဲ့တန်ဖိုးဟာကိုချင်းစာစိတ်မှမရှိရင်လူလို့တတ်မှတ်ဖို့မလွယ်တဲ့အနေထားလို့ယုံကြည်လို့သူများတွေဒုက္ခရောက်နေတယ်အဲ့ဒီဒုက္ခရောက်နေတဲ့သူတွေကိုမဆာနာတတ်ဖဲနဲ့ကိုယ်တိုင်ဝန်လေးနဲ့ကိုပျော်ရွှင်ကြည်နူးနေတဲ့သူတွေအတွက်ခံစားပြီးတော့ဒီကဗျာရေးပါတယ်စာနာစိတ်နဲ့လူစူးစမ်းပြီးတက်တလောက်ခရီးပေါက်ထိတ်ဆုံးကိုမင်းရောက်နိုင်တယ်စူးစမ်းပြီးတက်တလောက်ခရီးပေါက်ထိတ်ဆုံးကိုတော့မင်းရောက်နိုင်တယ်ထိတ်ဆုံးရောက်တိုင်းလူပိသတူညီမျှတဲ့ဝေဒနာကိုချင်းစာတတ်ပါတဲ့လားထိတ်ဆုံးရောက်တိုင်းလူပိသတူညီမျှတဲ့ဝေဒနာမင်းကိုချင်းစာနိုင်ပါရဲ့လားစာနာမှုအတောင်ခတ်လူပိသတဲ့စိတ်ဓာတ်နဲ့လူဖြစ်လောကကိုချစ်တတ်ရင်ပြန်တန်းငြိမ်းချမ်းစွာဝိပုံကုမအာယုဥအမြန်ရောက်မယ်အာယုဥကိုအမြန်ရောက်မယ်ငါတို့အားလုံးအမှောင်အောက်ကလွတ်နိုင်လိမ့်မယ်